ဟုတ်ကဲ့ကျွန်တော်ဒီနေ့ရှင်းပြပေးမှာတော့ကျွန်တော်အဝယ်စင်းပိုင်းကိုရှင်းပြပေးမယ်နော်အဝယ်စင်းကကျွန်တော်တို့ဒီမှာအဝယ်စင်းဆိုတာလေးတွေဝင်လိုက်တဲ့အချိန်ကျရင်ကျွန်တော်အယောင်စင်းလိုပဲเนาะအပေါ်မှာ with supplier နဲ့အသစ်ပေါင်းနဲ့ဆိုပြီးတော့နှစ်ခုရှိတယ်เนาะ with supplier ကwith supplier ဆိုရင်ကျွန်တော်တို့စဖွင့်လိုက်တာနဲ့ဒီ with supplier မှာ supplier ရွေးပြီးတော့တခါတည်းထည့်လို့ရတယ်เนาะဒီမှာရွှေလာမင်းဆိုရင်ရွှေလာမင်းဆိုတဲ့ supplier ထည့်လို့ရတယ်ပြီးရင်ဒီပုံမှာdate တစ်ခုပါမယ်ဒီ date ကကြတော့လေကျွန်တော်တို့ဒီအဝယ်သရင်ကဝယ်ခဲ့တဲ့ဟာပေါ့နော်လွန်ခဲ့တဲ့2ရက်လောက်ကဝယ်ထားလည်းဖြစ်ချင်းဖြစ်မယ်ကျွန်တော်တို့ဒီနေ့အားမှပြန်ထည့်တာမျိုးလည်းဖြစ်ချင်းဖြစ်မယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာ date လေးထည့်ပေးထားတယ်နော်ဒီ voucher date လေးပေါ့တကယ်လို့ဘာမှမရွေးထားဘူးဆိုရင်တော့ဒီနေ့နဲ့ default ဖြစ်နေမှာပေါ့နော်ရွေးချင်လည်းရွေးလို့ရတယ်ဒီဟာဆိုရင်ကျွန်တော်တို့ဒါရွှေလာမင်းဆိုပြီးနှိပ်လိုက်ရင်ဒီမှာ voucher ပွင့်ပြီနော်ဒီဘက်ကအပေါင်းပုံလေးကကြတော့ကျွန်တော်တို့ဒီမှာနှိပ်လိုက်ရင်ကျွန်တော်တို့ဗာလဲဘောင်ချပုံထည့်ထားလို့ရတယ်ပေါ့တဘောကဘောင်ချပုံဆိုတာဘောင်ချပျောက်သွားလဲနောက်ပိုင်းပြန်ပြီးတော့ကြည့်လို့ရအောင်ဒါကျွန်တော်ဓာတ်ပုံမှာထည့်စိတ်ထားတယ်ဆိုလို့ရတယ်ဆိုတဲ့သဘောပဲเนาะဒါပါရွှေလာမင်းရဲ့ဘောင်ချလေးပေါ့ဒီမှာပြီးရင်နှိပ်လိုက်ရင်ဒီမှာပေါ်လာပြီเนาะပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒါဒီထဲဝင်ပြီးတော့စတင်ပြီးတော့ရောင်းလို့ရပြီစတင်ရောင်းလို့ရပြီဆိုတော့ဒီမှာကျွန်တော်တို့ဒါအဝယ်သရင်ပေါ့เนาะအဝယ်သရင်စပြီးတော့ထည့်လို့ရပြီဆိုတော့ဒီမှာကျွန်တော်တို့ကအဝယ်သရင်မှာကိုကာကိုလာကိုကျွန်တော်တို့ဘာကုတ်ထည့်ထားတာရှိတယ်နော်ဟိုမှာအယောင်းစင်းမှာတွေကဘာကုတ်တတ်မှတ်ထားတာကိုကာကိုလာရှိတယ်ဘာကုတ်ရှိတဲ့ဟာဆိုရင်သူကဘာကုတ်ဖတ်လိုက်တာနဲ့တစ်ခါတည်းမှာသွားပေါင်းတယ်နော်တစ်ခါဖတ်ရင်တစ်ခါပေါင်းတယ်နှစ်ခါဖတ်ရင်ဟိုမှာနှစ်ခါပေါင်းတယ်နော်သုံးခါဖတ်ရင်သုံးခါပေါင်းတယ်ဘာကုတ်မရှိတဲ့ဟာဆိုရင်တော့ကျွန်တော်တို့ကရှားမှာပေါ့နော်ဘာကုတ်မရှိတဲ့ဟာဆိုရင်မှာ drink ဆို drink နဲ့ကလာair ပိုင်းဆိုရင် air ပိုင်းပေါ့နော်သူအဲ့လိုမျိုးရှားရမယ်ဒါမှမဟုတ်ဒီလိုသွားရှားရမယ်ပေါ့နော်ဒီမှာ al ဆိုပြီးတော့အဲ့လိုရှားပေးရမယ်ပေါ့နော်ဒါအဲ့လိုလုပ်ပေးရမှာပေါ့ဒါဆိုရင်ကိုကာကိုလာကိုကျွန်တော်တို့ဒီမှာ90ရှိတယ်90ရှိရဆိုတော့ကျွန်တော်တို့10ခုလောက်ဝယ်လိုက်မယ်ကိုကာကိုလာကို10ခုအဝယ်ပြမယ်အဲပိုင်းကို20လောက်အဝယ်ပြမယ်နော်ရပြီပြီးရင်ကျွန်တော်တို့ဒီမှာเนาะဒီအလဲကကျွန်တော်တို့ quantity လေးကိုထောက်ရင်ကျွန်တော်တို့ကဒီမှာသူ့ရဲ့ဥယျာဉ်ပြောင်းလို့ရတယ်နော် quantity မဟုတ်ဘဲနဲ့ဒီဘက်ပေးမှသိလားသူ့ရဲ့ဝယ်ဈေးလို့ခေါ်တာပေါ့နော်ဒါသူ့ရဲ့ purchase price ပေါ့အဲ့ဒီကောင်လေးကိုထောက်ရင်လည်းဒါဝယ်ဈေးပြောင်းလို့ရတယ်ဒါကျွန်တော်တို့အရင်တော့ဝယ်တဲ့1500နဲ့ဝယ်ဈေးအတိုင်းတာသူကဝင်နေတာကိုကဝယ်ဈေးတက်သွားပြီဆိုရင်လည်းကျွန်တော်ဒီမှာဈေးပြောင်းလိုက်လို့ရတယ်နော်ဒီမှာဈေးပြောင်းလိုက်လို့ရတယ်အဲ့ဒါဆိုရင်ရပြီပြီးရင်ကျွန်တော်တို့ဒါဒီမှာ discount ပေးလို့ရတယ်နော် discount ကိုထောက်လိုက်တာနဲ့ကျွန်တော်တို့ discount ဘယ်လောက်ပေးမလဲပေါ့နော်1500လား1500ဆို1500အန်တာပေါ့နော်ဒီမှာ1000ဆိုလဲ1000အန်တာပေါ့အဲ့ဒါရပြီနော် discount မထည့်ချင်ဆိုလဲဒီမှာ3ညထည့်ထားလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာအပေါင်းပုံလေးတွေ့လိမ့်မယ်နော်ကျွန်တော်တို့ဟိုအယောင်းစင်းနဲ့မတူတာကအပေါင်းပုံလေးဒီမှာရှိတယ်အဲ့အပေါင်းပုံလေးကနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာတခြားကုန်တင်ကုန်ချတို့ကုန်ချကြီးတို့ပါတို့အဲ့လိုမျိုးထည့်လို့ရမယ်အကြောင်းအရာနဲ့ပေါ့နော်ဘောင်ချထဲမှာပါတစ်ခါတည်းထည့်ထားလို့ရမယ်ပြန်ကြည့်လိုက်တာနဲ့ဘာတွေလဲဆိုတာသိရအောင်လေနော်ကုန်တင်ကုန်ချကြီး9000ဆိုပြီးတော့ထည့်လိုက်တယ်အားလုံးအောင်ဒီမှာကြတာ1000ခွဲ2000ခွဲဒီကောင်3000ဖြစ်နေဒီဘောင်ချမှာနော်ဒါဒီလိုမျိုးတွေကိုကြိုက်တဲ့ပေါ့ delivery ကားတွေဘာတွေညာတွေပေါ့အဲ့ဒါတွေပါထည့်ထားလို့ရမယ်နော်ဒီမှာကြားတဲ့ငွေအားလုံးပေးချင်ပြီဆိုတဲ့ဟာလေးကအမှန်ကြီးဖြစ်နေတယ်ဒါဆိုရင်ဒါအကုန်လုံးခြေမယ်ပေါ့နော်အကျွေးမထားခဲ့ဘူးဆိုတဲ့ပုံစံမျိုးပဲဒီဟာကိုအကျွေးထားတဲ့ပုံစံတွေကြတော့ကျွန်တော်အကျွေးအကြောင်းရှင်းပြတဲ့အချိန်ကြာမှာနော်ပေးရန်ကျွေးရရန်ကျွေးအကြောင်းရှင်းပြတဲ့ဗီဒီယိုကြာမှာကျွန်တော်လုပ်ပေးမယ်အခုဆိုကျွန်တော်ဒီမှာကိုကာကိုလာ10ခုနဲ့အဲပိုင်းက20ဝယ်လိုက်တော့အဲပိုင်းက130ဖြစ်မယ်ကိုကာကိုလာက60ဖြစ်မယ်เนาะကျွန်တော် check out လုပ်လိုက်မယ်ဒါဆိုရင်ဝယ်စင်းပေါင်ချတစ်ခုပြီးပြီဆိုတော့ဒီမှာကျွန်တော်တို့เนาะကုန်ပစ္စည်းတွေမှာသွားကြည့်လိုက်မယ်ဒီမှာအဲပိုင်းက20ဝယ်လိုက်တော့130ဖြစ်သွားတယ်เนาะကိုကာကိုလာ60ဖြစ်သွားတယ်เนาะအဲ့လိုဒါသူတို့တွေကိုဝယ်လိုက်တဲ့ပစ္စည်းတွေပေါ့ဝယ်စင်းကကျွန်တော်တို့အဲ့လိုမျိုးပြီးပြီဆိုရင်ဒါကျွန်တော်တို့ဝယ်စင်းနဲ့ဆိုရင်ကုန်ပစ္စည်းမှာလည်းပေါင်းတယ်ပြီးရင်ကျွန်တော်တို့အဝယ်စင်းချုပ်မှာလည်းကျွန်တော်တို့လာကြည့်လိုက်တာနဲ့နော်စနက်ကဝယ်လိုက်တဲ့ဟာဒီမှာပြန်ကြည့်လို့ရတယ်နော်ဘာတွေဝယ်ခဲ့တာလဲဆိုတာကျွန်တော်တို့ကဒီမှာ detail နဲ့ပြန်ကြည့်လို့ရတယ်နော်အဲ့လိုမျိုးလေးပြန်ကြည့်လို့ရတယ်ဒီမှာဟိုးရင်တော့ဝယ်ခဲ့တဲ့ဟာတွေကိုလည်းကျွန်တော်တို့ဒီမှာ detail နဲ့ air ပိုင်းတောက်ရည်တန်းဘယ်လောက်ပဲပါအဲ့လိုဝယ်ထားကြည့်လို့ရတယ်ပြီးရင်သူက date နဲ့ရှာလို့ရတယ်နော် date နဲ့ရှာလို့ရတယ်ဆိုတော့ဒါပေါ်သူကdate နဲ့ရှာမယ်ဆိုရင်ကျွန်တော်တို့က default ပေါ့နော်အဝယ်စရင်ချုပ်ကိုတွားလိုက်မယ်ရွေးချယ်အစီရင်ခံစာဆိုတဲ့နေရာကိုတွားလိုက်ရင်သူကတစ်ပတ်စာကိုသူက auto ရှာပြတယ်နော်ဒီကနေ26ရက်နေ့ကနေပြီးတော့ဒီနောက်26ထိရှာပြတယ်တစ်ပတ်စာပဲကိုကအဲ့ဒါတရက်စာပဲတည်ကျင်တယ်ပေါ့ဥပမာ2ရက်ကနေ3ရက်နေ့ထိပဲကြည့်တည်မယ်ဆိုရင်2ရက်ကနေ3ရက်နေ့ပဲ2ရက်နေ့နဲ့3ရက်နေ့နဲ့ဝယ်ထားတဲ့ဟာကိုပဲပြပေးမယ်နော်အဲ့လိုမျိုးဒါမှမဟုတ်1ရက်နေ့ကနေပြီးတော့2ရက်နေ့ထိဆိုရင်လည်းရတယ်နော်
အဲ့လိုဒါမှမဟုတ်2ရက်နေ့1ရက်စာပဲကြည့်ချင်နေဆိုရင်လည်းအစကိုလည်း2ရက်နေ့အဆုံးကိုလည်း2ရက်နေ့ပေးလိုက်ရင်လည်းအဲ့ဒါ2ရက်နေ့1ရက်စာပဲသူကမြင်ရမယ်သူအဲ့လိုမျိုးရှာလိုက်ရင်ဒီအောက်မှာဒါသူ့ရဲ့ဟိုဟာလေးတွေပေါ်နေတာပေါ့နော်သူ့ရဲ့ total တွေ net total တွေပေါ်နေတာပေါ့ဒါအဝယ်စင်းချုပ်ကတခါလည်းပြောလိုက်တာပြီးရင်ဒီမှာအဝယ်စင်းချုပ်ကနေ့အလိုက်ဆိုတာလည်းရှိသေးတယ်နေ့အလိုက်ကျတော့သူကတရက်ချင်းစီပေါ့နော်တရက်နေ့မှာဘာတွေကြောင်းလဲဆိုတော့ဒါရှာသေးရမလို့2ရက်နေ့ကြည့်လိုက်ရင်လည်း2ရက်နေ့မှာရှိတယ်3ရက်နေ့ဆိုရင်မရှိဘူးเนาะ3ရက်နေ့ဆိုမရှိဘူးဆိုတော့အကုန်လုံးအောက်ကကောင်းနေလဲ0ပဲเนาะအဲ့လိုမျိုးပေါ့သူက2ရက်နေ့မှာရှာလိုက်ရင်အဲ့မှာဘောင်ချာ3နဲ့4ရှိတယ်အဲ့ဒါအောင်မှာဘောင်ချာဒီမှာဒီဘောက set box လေးကဘောင်ချာနံပါတ်နဲ့ရှာလို့ရတယ်เนาะ3လို့4လို့ပြီးရင်ကိုရှာထားတဲ့ရက်စရင်အလိုက်တွေဒီမှာ Excel ကိုပို့လို့ရမယ်เนาะ Excel ကိုလှမ်းပြီးတော့ပို့လို့ရမယ်ဒါလေးကတော့ကျွန်တော်အခုဒါရှင်းပြတဲ့အဝယ်စင်းလေးပဲဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်